ညီကိုရီးယားလုံးမင်္ဂလာပါခင်ဗျာ CRDF Forward Channel ကနေကြိုဆိုလိုက်ရပါတယ်ညနေကတော့ United အသင်းက breaking news တက်လာပါတယ်အဲ့ဒါကတော့ Manchester United အသင်းကဒီနွေရာသီမှာဒီ left wing အတွက်ပေါ့နော်ကုညာရဲ့အရန်အဖြစ်ကစားသမားတယောက်ခေါ်ယူမယ်လို့သိရတယ်ဘာလို့လဲဆိုရင်ကုညာအနေနဲ့ဗျာဘယ်ချမ်းမှာပြီးကစားနိုင်တာမျိုးမဟုတ်တဲ့အတွက်ကြောင့်ဒီ left wing player တယောက်ကို United အနေနဲ့စိတ်ဝင်စားနေရဆိုပြီးတော့ David Austin ကသတင်းတက်လာတယ်အဲ့ဒီ player ကတော့ညီကိုရီအားလုံးသိတဲ့အတိုင်းပဲ West Ham အသင်းရဲ့မှာတောင်ပန်ကစားသမားဖြစ်တဲ့ left wing ဒါမှမဟုတ် AM မှာလည်းကစားနိုင်တယ်ပြီးရင် right wing မှာလည်းကစားနိုင်တယ် striker နေရာမှာလည်းကစားဘူးတဲ့ Samavi ကိုခေါ်ဖို့ရအတွက်စိတ်ဝင်စားနေလို့သိရတယ်ကစားသမားရဲ့ပြောင်းရွှေ့ကြီးကတော့ပေါင်တန်း90နီးပါးလောက်ကုန်ကျနိုင်တယ်လို့သိရတယ်ဒါပေမဲ့တစ်ဖက်က United က West Ham အသင်းရဲ့မှာကွင်းလယ်ကစားသမားဖြစ်တဲ့ Matthias Fernandes နဲ့2ယောက်ပေါင်တန်း140လောက်ကို140အောင်နေတဲ့ပမာဏနဲ့ United ကခေါ်ယူနိုင်မယ်လို့မျှော်လင့်ထားတယ်ဆိုတာကိုသိရတယ်ဒါပေမဲ့ West Ham ဘက်ကတော့သိကြတယ်140အနည်းဆုံးတော့သူတို့ယူချင်ပါပဲဒါကြောင့်မလို့ကျွန်တော်ထင်တာကတော့ဒီ Samavi ကို United အနေနဲ့ခေါ်ယူနိုင်မယ်ဆိုလို့ရှိရင်ပြောင်းရွှေ့ကြီးကတော့အနည်းဆုံး50လောက်တော့ကျမယ်လို့ကျွန်တော်ကတော့သိရတယ်ထင်တယ်ပြီးရင် David Austin တို့အဆိုအရလည်းကစားသမားက40-50ပတ်ချလဲလောက်ပြောင်းရွှေ့ကြီးကျနိုင်ပါတယ် United ကတော့တေချာတာတော့ဒီကစားသမားကိုအမှန်တကယ်စိတ်ဝင်စားမှုတော့ရှိနေတယ်တစ်ဖက်မှာလည်း Marcus Rashford ကအသင်းကိုပြန်လာဖြစ်တဲ့အတွက်ကြောင့်တခြားခုံမဲ့အသင်းလည်းမရှိတဲ့အတွက်ကြောင့် United အနေနဲ့ဘယ်ချမ်းကိုလုံးဝကိုတာပေါ့တေးရှည်ပြုပြင်မှာမလားဆိုတာတော့ကျွန်တော်ကတန်နေရတော့ရှိတယ်ဒါပေမဲ့ David Austin တင်ထားတဲ့အတွက်ကြောင့်ဒီကစားသမားအနေနဲ့ United ကလုံးဝအမှန်တကယ်စိတ်ဝင်စားနေတာတော့သိကြပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့အမြင်အရပြောရမယ်ဆိုလို့ရှိရင် Samavi ကLeeds United မှာကစားနေတာတော့ကျွန်တော်တို့ကြားပြီဒါပေမဲ့ဒီကစားသမားကို United အသင်းရဲ့မှာ level ရှိတဲ့ player လို့တော့ကျွန်တော်ကတော့မမြင်ဘူးသူ့အနေနဲ့ကောင်းတာတော့မှန်တယ်ဗျာဒါပေမဲ့အသင်းအတွက်ပေါ့နော်ကျွန်တော်ဖြစ်စေချင်တာကအဲ့လိုဘယ်ချမ်းကနေတောက်လျှောက်သွင်းကိုးတွေနဲ့ပေါ့နော်အသင်းကိုအကျိုးပြုနိုင်မဲ့ player မျိုးကိုကျွန်တော်ကလိုချင်တာကစားသမားရဲ့အသက်ကလည်း24နှစ်ဆိုတော့မျှော်လင့်လို့တော့ရတယ်ဒါပေမဲ့ကျွန်တော်တယောက်တည်းအမြင်အရပြောရမယ်ဆိုလို့ရှိရင်ဒီကစားသမားကိုမခေါ်တော့ဘဲနဲ့left back ကိုကောင်းကောင်းတယောက်လောက်ခေါ်ပြီးတော့ကျွန်တော်ကဒီ Patrick Dorgu ကိုကျွန်တော်က left wing အနေနဲ့ပြန်ပြီးတော့ထုတ်စေချင်တယ်ပြောမယ်ဆိုလို့ရှိရင်ဗျာ Lewis Hall ကိုခေါ်ပြီးတော့မှဒီ Patrick Dorgu ကိုကျွန်တော်ကဘယ်ချမ်းတိုက်စစ်မှာကစားစေချင်တယ်ဘာလို့လဲဆိုရင်ဗျာကျွန်တော်ကခံစစ်မှာ Lucio ကိုအားမရတဲ့အတွက်ကြောင့်ဒီ Lewis Hall ကိုခေါ်စေချင်တယ်အသင်းမှာလည်းဗျာကွန်းလဲအတွက်က budget ကရှိသေးတာဆိုတော့ကျွန်တော်တို့ United အနေနဲ့ဒီSamavi ရော Lewis Hall ကတော့ရောက်နိုင်မယ်လို့တော့မထင်ဘူးတေချာတာကတော့ United အနေနဲ့ Lewis Hall ကိုတော့ကျွန်တော်ကအခေါ်စေချင်ဆုံးဖြစ်ပြီးတော့ Lewis Hall ကိုဘယ်ချမ်းခံစစ်မှာထားလူရှောတို့ဘာလို့တော့ကျွန်တော်ကတော့ထွက်စေချင်ပြီပြီးရင်left wing နာမှာတော့ကျွန်တော်က Samavi ထက်ပေါ့နော်ကျွန်တော်တို့အသင်းမှာရှိပြီးသား Patrick Dorgu ကိုပဲကစားစေချင်တယ် Matthias Cunha ရဲ့အရန်လဲကစားလို့ရတယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုပုံစံပဲဖြစ်စေချင်တယ်ပြီးရင်ကွန်လက်တာကတွေနဲ့ပတ်သက်ပြီးတော့ David Austin ပြောထားတာက United အနေနဲ့ဒီ Matthias Fernandes တို့ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့တိုးတက်မှုတွေတော့ရှိနေတယ်ဒါပေမဲ့အဲ့လိုနှစ်သင်းကြားထဲမှာပြောင်းရွှေ့ခြင်းအခက်အခဲလေးကြောင့်ကျွန်တော်တို့အသင်းကြံ့ညာနေတယ်လို့သိရပါတယ်ဒါအပြင် United ကတော့တခြားပြစ်မှတ်တွေဖြစ်တဲ့ Alex Scott တို့ပြီးတော့ရင်ကျွန်တော်တို့သတင်းထဲမှာဆိုလို့ရှိရင်ဗျာဖူဟန်ရဲ့မှာကွန်းလက်ကစားသမားဖြစ်တဲ့ Sana Bash တို့တောင်ပါလိုက်ပါသေးတယ်ဒါပေမဲ့ကျွန်တော်တယောက်တည်းအမြင်ပြောမယ်ဆိုတော့ Sana Bash တော့မကြိုက်ဘူးမကြိုက်ဘူးဆိုတာဗျာအသင်းအသက်ကလည်း30နာကတ်နေပြီရှိတဲ့ player တယောက်ကိုကျွန်တော်ကတော့မခေါ်စေချင်ပါဘူးAlex Scott လေးတော့သဘောကျတယ်ကျွန်တော်တို့ထင်တဲ့အတိုင်းပဲအသင်းရဲ့မှာဒီမာဂီဆိုင်ငင်းတွေဖြစ်တဲ့တိုနာလီတို့ပြီးရင်ဂျော်မန်နီတို့ကတော့ဒီရာဒီမှာဖြစ်လာနိုင်ခြေအရန်နဲတယ်လို့တော့ကျွန်တော်ကတော့ဒီနေ့ခံစားလာရပြီဘာလို့လဲဆိုရင်တိုနာလီဆိုလို့ရှိရင်လည်းစပါးကလိုက်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ United ပိတ်သက်တွေဒါMatthias Fernandes နဲ့ Alex Scott အဲ့နှစ်ယောက်လောက်နဲ့ပဲကျွန်တော်တို့ချွေးတိတ်သွားမလားဆိုတာတော့ကျွန်တော်တန်တရားဖြစ်မိတယ်ပေါ့နော်ဘယ်လိုဖြစ်ပါကျွန်တော်တို့အသင်းအနေနဲ့ဒီရာဒီမှာတေချာတာကတော့ဘယ်ချမ်းခံစစ်ဒါမှမဟုတ်အဲ့ဘယ်ချမ်းတစ်လျှောက်လုံးကိုကျွန်တော်ကတော့ဖြည့်စေခြင်းနဲ့တိုက်စစ်ကိုမဖြည့်နဲ့ပေါ့နော်ဘယ်ချမ်းခံစစ်ကိုဖြည့်စေခြင်းနဲ့Samavi ဆိုတာလည်းအသက်ကလည်း24နှစ်ဆိုတော့သူတို့ INEOS ရဲ့ project နဲ့လည်းသူတို့ဘယ်လိုပြောရမလဲသူတို့နဲ့လည်းကြိုက်တယ်လို့ပြောလို့ရတယ်ပေါ့ဗျာသူတို့ကအသက်အရင်လည်းမကြည့်အရင်လည်းမငယ်အဲ့လို player မျိုးကို United ဘိုးဖွဲ့ရအလိုရှိနေတာဖြစ်တဲ့အတွက်ကြောင့်တရင်တွေထွက်လာရလို့တော့မြင်တယ်David Austin ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဆက်လက်စောင့်ကြည့်ရပါမယ် United ကတော့တင်ညာတော့ပေါင်တန်း140အထိတော့မပေးဘူးလို့ဒီအခုနောက်ပိုင်းမှာဒီ Simon Stone တို့ဒီအစိုးရသိရတယ်ပေါ့နော်ညီကိုတို့ကဒီပြောင်းရွှေ့နေပတ်သက်ပြီးတော့ဘယ်လိုမြင်လဲကိုယ့်ရဲ့အမြင်လေးတွေကို comment မှာရေးခဲ့လို့ရပါတယ်ကြည့်ရှုအားပေးခဲ့တဲ့ညီကိုတယောက်ချင်းတွေကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel ကိုလည်း like and subscribe လုပ်ခဲ့ကြပါခင်ဗျ